ကဲဇလန်းလေးတစ်ပုတ်လောက်ပြောပြရအောင်ဒီဇလန်းကဇွန်ဘီတွေတောင်းကျမ်းနေတဲ့ကဘာပြက်ကက်ကြီးထဲမှာအသက်ရှင်ဖို့ရုန်းကန်နေရတဲ့တငယ်ချင်းတစ်ယောက်အကြောင်းပေါ့သူတို့နာမည်ကဖင်နဲ့မစ်ကီတဲ့နှစ်ယောက်လုံးက baseball သမားဟောင်းတွေပေါ့ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့စရိုက်ကစန့်ကျင်ဘက်ပဲပင်ကတော့လက်တွေ့သမားဇွန်ဘီတွေကို baseball တုံးနဲ့အားရပါရရိုက်တက်နိုင်တဲ့သူမစ်ကီကတော့လက်ချက်ကြီးတဲ့တချင်းလေးနားထောင်ပြီးဒီကဘာပြက်နေတဲ့အဖြစ်မှန်ကြီးကိုမေ့ထားခြင်းတဲ့သူပေါ့အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်တိုးတဲ့တောင်နဲ့လှည့်လည်သွားလာရင်တရက်မှာတော့စကားပြောဆက် walkie talkie လေးတစ်ခုရလာကြတယ်အဲ့ဒီစက်ထဲကနေအဲ့ဒီဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့ fight ဆိုတဲ့အမျိုးသားတို့ရဲ့စကားပြောတဲ့ကိုကြားလိုက်ရတာပဲသူတို့မှလုံခြုံတဲ့စခန်းတစ်ခုရှိတယ်ရုပ်ရှင်ကြည့်လို့ရတယ်အစားအသောက်တွေလည်းဘဝစားရတယ်ဆိုတဲ့အတန်တွေကိုကြားတော့မစ်ကီတစ်ယောက်ပြောသွားတာပေါ့ကျွန်တော်တို့ကလည်းခေါ်ပါဦးလို့သူကတောင်းပန်ပေမဲ့အဲ့ဒီတို့ကတော့လူပြည့်နေပြီငါတို့စီကိုလာဖို့မကြိုးစားနဲ့ဆိုပြီးပြက်ပြက်သားသားညင်းလိုက်ကြတယ်ဒါပေမဲ့မစ်ကီကတော့မရှုပ်ဘူးအဲ့ဒီရဲ့အတန်လေးကိုပဲဆွဲလန်းပြီးတစ်ချိန်လုံးရေဒီယိုကနေဆက်သွယ်ဖို့ကြိုးစားနေတာပင်ကတော့ဒါကိုကြည့်ပြီးမင်းကတော့အတန်လေးကိုပဲချစ်နေတာလားဆိုပြီးလောင်တာပေါ့တရက်တော့သူတို့လမ်းမှာကားနှစ်စီးတွေ့လို့ဓာတ်စီနိုင်ဖို့ကြိုးစားကြတယ်အဲ့ဒီမှာ Jerry ဆိုတဲ့လူတစ်ယောက်ကမစ်ကီကိုဓာတ်နဲ့ထောက်ပြီးဓာတ်စာခံလုပ်ပြီးကားတော့တောင်းတာပေါ့ဘင်းကလည်းမလျှော့ဘူးတနက်နဲ့ပြန်ချိန်ထားတာအခြေတည်ဖြစ်ပြီးနောက်ဆုံးတော့ဘင်းက Jerry ကိုပြစ်တက်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲတခြားကားတစ်စီးထက်ရောက်လာပြန်ရောအဲ့ဒီကားပေါ်ကဆက်လာတဲ့မိန်းကလေးရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမစ်ကီတယောက်အံ့ဩသွားတယ်သူနေတိုင်းစကားပြောနေတဲ့လူဖြစ်နေလို့ပဲဒါပေမဲ့အန်နီကမစ်ကီထင်တယ်လို့လက်သမီးလေးမဟုတ်ဘူးသူကဘန်းကိုခြေတော့ကိုတနက်နဲ့ပြစ်ကားတော့ကိုညက်ခင်းနဲ့လွတ်ပစ်ခဲ့ပြီးနောက်တစ်ခါထပ်မတွေ့ပါစေနဲ့လို့ချင်းချောက်ပြီးထွက်သွားတော့တာပဲဘင်းကလည်းတန်ရနဲ့ကားတော့ကလည်းပျောက်ဆိုတော့သူတို့နှစ်ယောက်ကားထဲမှာပဲတောင်းတင်နေကြတာပေါ့ညရောက်တော့ဇွန်ဘီအုပ်ကြီးကကားကိုဝိုင်းထားလိုက်ကြတယ်နေပေါင်းများစွာကားထဲမှာပိတ်မိနေပြီးအစားအသောက်လည်းပြက်ရည်လည်းမရှိတော့တဲ့အဆုံးမှာတော့မစ်ကီတယောက်တက်တီမွေးပြီးကားကောင်မှုကနေတစ်ဆင့်အပြင်ကိုထွက်ပြီးကားတော့ရှာဖို့ကြိုးစားပါတော့တယ်ခဏနေတော့မစ်ကီကားစီပြန်ရောက်လာတယ်ဒါပေမဲ့သတင်းဆိုးကတော့သူ့ဆုံပြီးတိုက်ခံလိုက်ရပြီးငါ့ကိုကဲပါဦးလို့မစ်ကီကငိုယိုတောင်းပန်ပေမဲ့ပေးတိတာပေါ့မကြခင်မှာမစ်ကီဟာလူသားမဟုတ်တော့ဘူးဆိုတာစိတ်မကောင်းပေမဲ့လည်းဖက်ဟာသူ့တငယ်ချင်းကိုကိုယ်တိုင်ပဲတနက်နဲ့အဆုံးစီရင်ပေးလိုက်ရပါတယ်နောက်ဆုံးမှာတော့ဘင်းတယောက်တည်းကြံခဲ့တယ်တငယ်ချင်းအတွက်ဝမ်းနဲ့ပူဆွေးရင်အန်နီကိုလည်းကလဲစားချီကိုကျင်းသွားတာပေါ့ဇလန်းဆုံးမှာတော့ဘန်ဟာမစ်ကီရဲ့လက်ချက်ကြီးကိုကတ်တချင်းကိုအခြေကြီးဖွင့်ပြီးဇွန်ဘီအုပ်ကြီးကြားတဲ့ကိုဖြစ်ချင်ရဖြစ်ဆိုတဲ့စိတ်နဲ့လမ်းလျှောက်ထွက်သွားရင်ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်